အညာတရစင်ရဲသားကောင်လေးတယောက်ဟာသူ့မိခင်ကိုပေးခဲ့တဲ့နောက်ဆုံးကတိအတိုင်းဩဇာအာဏာအရှိန်အဝါကြီးသူတယောက်ဖြစ်ဖို့ရည်ရွယ်ချက်နဲ့ရွှေမျိုးတော်ကြီးထဲမှာကျွန်းအဖြစ်ဝင်ရောက်လောက်ကင်စူးစမ်းကစပြီးဒီဇလန်လေးအစပြုခဲ့ပါတယ်မင်္ဂလာပါခင်ဗျာBurmese Store Movie Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီကနေ့မှာတော့2018ခုနှစ်ကထွက်ရှိထားခဲ့တဲ့ KGF Chapter 1ရုပ်ရှင်ဇာတ်ကားကိုတင်ဆက်ပေးသွားမှာပါဆိုတော့နောက်ထပ်ဇာတ်ကားကောင်းများစွာကိုဆက်လက်တင်ဆက်နိုင်ဖို့အတွက်ခွန်အားဖြစ်စေဖို့ Channel လေးကို Like and Subscribe လေးလုပ်ပေးခဲ့ကြပါဦးခင်ဗျာနာမည်ကြီးသတင်းဌာနတစ်ခုကထိပ်တန်းအရာရှိသတင်းစာဆရာမတအုပ်ကစာအုပ်တုပ်ကိုစိတ်ဝင်စားဖတ်ရှုနေခဲ့ပါတယ်စာအုပ်ထဲကအကြောင်းအရာနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုတော့သူမတခုမှရှာမတွေ့ခဲ့တာကြောင့်စာအုပ်ပါအကြောင်းအရာတွေဟာစိတ်ကူးရင်ရေးသားချက်များသာဖြစ်တယ်လို့သူမမှတ်ထင်နေပါတယ်။သို့တော်လည်းစာအုပ်ရေးသူဟာနာမည်ကြီးဂုံတိတ်ခါမြင်မာတဲ့သတင်းစာဆရာတစ်ယောက်ဖြစ်နေပြီးအဲ့ဒီစာအုပ်ကိုလည်းအစိုးရဘိုင်းကထုတ်ဝေခွင့်မပြုဘဲမိတ္တူအားလုံးကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့်စိတ်ဝင်စားစရာလည်းဖြစ်နေခဲ့ပါတယ်။ဒါကြောင့်သူမဟာအဲ့ဒီစာအုပ်ရေးသူသတင်းစာဆရာကြီးကိုဖိတ်ခေါ်လိုက်ပြီးအင်တာဗျူးခဲ့ပါတယ်။အဲ့ဒီခါမှာသတင်းစာဆရာကြီးကဇလန်းလေးတစ်ခုကိုပြောပြခဲ့ပါတယ်။တခါတော့ကဆူရီးယားလို့အမည်ရတဲ့အစိုးရအရာရှိကြီးတဦးဟာမြို့တစ်မြို့မှာထူးဆန်းတဲ့ကြောက်အမျိုးအစားတွေထွက်ပေါ်လာလို့တွားရောက်စစ်ဆေးကြည့်ရမှာရွှေခဲတွေဖြစ်နေတာကိုတွေ့လိုက်ရပြီးရွှေတွေကိုအပိုင်စီးကျင်တဲ့လောဘစိတ်နဲ့သူနဲ့အတူလိုက်ပါလာတဲ့စစ်ဆေးသူများအားလုံးကိုနှုတ်ပိတ်တပ်ပစ်ခဲ့ပါတယ်။ပြီးတော့အဲ့ဒီနေရာကိုထုံးကြောက်တူးဖော်ရန်ဆိုတဲ့အကြောင်းပြချက်နဲ့အစိုးရစီမှာတပ်တန်း69နှစ်စာချုပ်ချုပ်ခဲ့ပါတယ်။ပတ်ဝန်းကျင်ဒေသကလုံသားတွေကိုလည်းမတရားဖမ်းဆီးခေါ်ဆောင်လာပြီးတော့လျှို့ဝှက်ချက်မပေါက်ကြားစီဖို့အဲ့ဒီနေရာမှာပဲတသက်တာပိတ်လောင်ပြီးခိုင်းစီခဲ့ကြပါတယ်။အဲ့ဒီကာလဟာအမေရိကန်နဲ့ဆိုဗီယက်တို့ကြားမှာစစ်ဖြစ်နေတဲ့အချိန်ဖြစ်တာကြောင့်ရွှေဈေးတွေလည်းမတရားမြင့်မားလာခဲ့ပါတယ်။ဆိုရီးယားဟာသူ့ရဲ့ KGF ရွှေမြို့တော်အင်ပါယာကြီးပိုပြီးခိုင်မာစေဖို့လူ9ဦးနဲ့ပူးပေါင်းခဲ့ပါတယ်။သူတို့ကတော့နံပါတ်1ကာမန်သူကရွှေခဲတွေကိုတည်ယူပြီးတော့သူ့စက်ရုံမှာတန့်စင်ဖို့တာဝန်ယူပါတယ်။နံပါတ်2ကရာဂျန်ဒရာသူကရွှေတွေကိုဈေးကွက်ထဲဖြန့်ဖြူးဖို့တာဝန်ယူပါတယ်။နံပါတ်3အင်ဒရူးသူကအနောက်ပိုင်းဈေးကွက်ထဲဖြန့်ဖြူးဖို့တာဝန်ယူတာပါ။နံပါတ်4ကဂူရူသူကအရှိန်ဝါကြီးမားတဲ့နိုင်ငံရေးသမားအစိုးရကိုတောင်လွှမ်းမိုးချုပ်ကင်နိုင်တဲ့အထိဩဇာတိတ်ကမကြီးမားပါတယ်။နံပါတ်5ကအာဒီယာသူကဆူရီးယားရဲ့ညီအရင်းဖြစ်ပြီးတော့သူ့ရဲ့အားအထားရဆုံးသူဖြစ်ပါတယ်။သူ့ရဲ့သားအရင်းဖြစ်သူဂရူဒါကလည်းခွန်အားပလားနဲ့ပြေးဝတဲ့သူတစ်ယောက်ဖြစ်ပြီးတော့သူတို့အားလုံးရဲ့ပေါင်းစည်းမှုနဲ့ထူထောင်ထားတဲ့အင်ပါယာကြီးကိုဘယ်သူမှမတွန်းလှန်နိုင်အောင်အင်အားကြီးမားခဲ့ပါတယ်။တနေ့မှာတော့ဆူရီးယားကသွေးခဲပိတ်ဆို့တဲ့ယောဂတစ်ခုဆွဲကပ်လာပြီးအိယာထဲလဲပြီးတော့တေဖို့ရက်ကိုလက်ချိုးစောင့်ရတဲ့ဘဝရောက်သွားတဲ့အခါမှာသူ့ရဲ့သားဂရူဒါကိုအကြီးအကဲနေရာဆက်ခံဖို့လွှဲပေးလိုက်ရပါတယ်။ဒါကိုဆူရီးယားရဲ့ညီရင်းဖြစ်သူအာရီယာကမကျေနပ်တာကြောင့်အချင်းချင်းအာနာလူတိုက်ခိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဂရူဒါကဦးလေးဖြစ်သူကိုအနိုင်ယူခဲ့ပြီးအင်ပါဂျီတစ်ခုလုံးကိုချုပ်ကင်လိုက်ပါတယ်။သူကတခြားသော KGF ရှယ်ယာဝင်4ဦးကိုပါတဘာလေးရှင်းပစ်ချင်နေခဲ့တာပါ။အကြောင်းကတော့အားလုံးကအခွင့်အရေးရတာနဲ့ KGF အင်ပါဂျီကိုချုပ်ကင်နိုင်ဖို့အတွက်အချိန်မရွေးသစ္စာဖောက်နိုင်တဲ့သူတွေဆိုတာသူကောင်းကောင်းသိနေလို့ပါပဲ။ဒါပေမဲ့သူ့ဖခင်အသက်ရှိနေစဉ်ကာလအတွင်းမှာအဲ့ဒီလူတွေကိုမတတ်ဖြတ်ရဆိုတဲ့ဂရီကိုဖခင်ကတောင်းထားခဲ့တာကြောင့်သူဘာမှမတတ်နိုင်ခဲ့ပါဘူး။အဲ့ဒီလူတွေကလည်းဂရူဒါကသူတို့ကိုရှင်းပစ်ချင်နေတာကိုသိခဲ့ပေမဲ့တော်လန်မှုမစွမ်းသလိုထွက်ခွာသွားဖို့လည်းအခွင့်အရေးမရှိခဲ့ပါဘူး။ဂရူဒါဟာရွှေမြို့တော်ကိုစတင်တွေ့ရှိခဲ့တဲ့အချိန်နဲ့တပြိုင်တည်းမှာပဲအသက်မပြည့်တဲ့ကောင်မလေးတစ်ယောက်ကနေရော်ဂီလို့နောင်ခါမှာနာမည်ကြီးလာမဲ့ခလေးငယ်တအုပ်ကိုမွေးဖွားခဲ့ပါတယ်။သူမဟာမုတ်ဆိုးမတူဖြစ်ပြီးတော့သားလေးကိုစင်ရဲချိုးတဲ့တဲ့ဂျားတွေကနေပဲဒုက္ခတွေကြားမာမာကြီးရက်ပြီးနှွေးထွေးတဲ့မြစ်တာအပြည့်နဲ့မွေးမြူလာခဲ့ပါတယ်။တနေ့မှာတော့သူ့စီမှာယောဂဇိုးတစ်ခုဆွဲကပ်ပြီးတေလောက်တဲ့အထိဖြစ်လာခဲ့ပါတယ်။လူသားမြောက်ခါစားအရွယ်ရော်ကီလေးဟာသူတတ်နိုင်သလောက်အားနဲ့မိခင်ရဲ့ယောဂဇိုးကိုကုသဖို့ငွေတွေစူးစမ်းရှာခဲ့ပေမဲ့မလုံလောက်ခဲ့ပါဘူး။နောက်ဆုံးမှမိခင်ဖြစ်သူဟာဆုံးပါသွားပြီးမသေးဆုံးမီမှာရော်ကီကိုဩဇာအရှိန်ဝါနဲ့ကြီးမားသူတယောက်ဖြစ်အောင်စူးစမ်းဖို့မှားသွားတဲ့စကားကိုရော်ကီအသေးမှာစွဲနေအောင်မှတ်ထားပါတယ်။ဩဇာအာဏာရှိဖို့ငွေကြေးမြောက်များစွာရှာရမယ်လို့သူ့ရဲ့အတွေ့အကြုံကနေသဘောပေါက်ပြီးတဲ့နောက်မှာတော့သူဟာဘုံမေမျိုးစီကိုရီမန်းချက်ကြီးကြီးနဲ့ထွက်လာခဲ့ပါတော့တယ်။အဲ့ဒီအချိန်မှာဘုံမေမျိုးကမှောင်ခိုရွှေကုန်သည်တွေဟာအချင်းချင်းနယ်မြေလူပြီးတော့တပ်ပွဲတွေအကြီးကျယ်ဖြစ်နေတဲ့ကာလာလည်းဖြစ်ပါတယ်။ဘုံမေမျိုးကိုကြီးစိုးထားတဲ့ရွှေကုန်သည်ကြီးကတော့ KGF Empire အဖွဲ့ဝင်ဖြစ်တဲ့အင်ဒရူးရဲ့တပည့်တူဖြစ်တဲ့ဂျေတီပဲဖြစ်ပါတယ်။
ရော်ဂီယာဘုံမီမျိုးထဲမှာဖနက်တိုက်အလုပ်သမားလေးဖြစ်နေအလုပ်ဝင်လုပ်ရင်းတနေ့မှာတော့သူတို့အလုပ်ရှင်ကမင်းတို့တွေကဘသူကပလိတ်ကောင်းကိုရိုက်ခွဲရတဲ့တတ်တိရှိတယ်လို့မေးလာတဲ့အခါမှာနာမည်ကြီးဖို့ခွင်လန်းကိုချောင်းနေတဲ့ရော်ဂီကရှေ့ထွက်လာခဲ့ပါတယ်ပြီးတော့သူကအကြောင်းလည်းမရှိပဲပလင်းတစ်လုံးဆွဲသွားပြီးတော့ပလိတ်တယောက်ရဲ့ခေါင်းကိုအားရပါရရိုက်ခွဲပြီးထွက်ပြေးလာခဲ့ပါတယ်ဒါပေမဲ့သူဟာသူ့နာမည်ကိုမပြောလာခဲ့ရတာကိုသတိရလိုက်ပြီးပလိတ်စီပြန်သွားပြီးတော့နာမည်ကရော်ဂီလို့ခေါ်တယ်မှတ်ထားလို့ပြောပြီးတော့နောက်ထပ်ပလင်းတစ်လုံးနဲ့ထပ်ရိုက်ချလိုက်ပါတယ်ရော်ဂီကိုလည်းပလိတ်တွေဖမ်းမိသွားပြီးအချုပ်ထဲရောက်သွားပါတယ်ရော်ဂီရဲ့တထေးဖြစ်သူဂျေဒီစီမှာကူညီတောင်းပြီးတော့ရော်ဂီကိုပြန်ထုတ်လာတဲ့အခါမှာတော့မြင်မကောင်းအောင်နှိပ်စက်ခံထားတာမြင်လိုက်ကြရပါတယ်ဂျေဒီကဒီရွယ်နဲ့ဒီလောက်ရဲရဲနေတဲ့ကလေးကိုကြည့်ပြီးအန်အောစွာနဲ့မေးလိုက်တဲ့အခါမှာရော်ဂီပြန်ပြောတဲ့စကားကလူတယောက်ကိုရိုက်လိုက်ရင်ရဲကလိုက်ရှာတာခံရမယ်ဒါပေမဲ့ရဲတယောက်ကိုရိုက်လိုက်ရင်တော့ခမားလူဒူးစိုက်သမားကလိုက်ရှာတာကိုတွေ့ရမယ်လေမင်းကဘာလို့လိုချင်တာလဲကျွန်တော်လိုချင်တာကဘာကြီးတစ်ခုလုံးဒီလိုနဲ့နှစ်ပေါင်းများစွာကြာမြင့်လာခဲ့ပြီးရွှေဈေးကလည်းမိုးအထီကိုမြင့်တက်နေချိန်မှာရွှေကုန်သည်တွေနယ်မြေလူပွဲတွေဇက်တိုက်ဖြစ်လာကြပြန်ပါတယ်ဂျေဒီရဲ့ပြိုင်ဘက်ဖြစ်တဲ့အဖွဲ့ဘက်ကဘုံပေမျိုးအထီကိုလိုက်လာပြီးတိုက်ခိုက်မှုတွေလုပ်လာကြပါတယ်သူတို့ကဂျေဒီရဲ့ညာလယုံဖြစ်နေဖြစ်တဲ့ရော်ဂီကိုအမိဖမ်းထားလိုက်ကြပြီးတန်ကြိုးခတ်တွဲလောင်းချပြီးတော့အောင်ပွဲခံနေတဲ့ချိန်မှာရော်ဂီစီကစိတ်အေးလက်အေးမွေးနေ့ဆူတောင်းတချင်းစုံကြီးတာကိုကြားလိုက်ရပြီးတော့အားလုံးလန့်ဖြန့်သွားမိကြပါတယ်ရော်ဂီကတန်ကြိုးကိုဖြုတ်ပြီးတော့ခုံဆင်းလာပါတယ်ပြီးတော့ရန်သူလူအုပ်ကြီးကိုတယောက်ပြီးတယောက်အလဲထိုးပစ်လိုက်တယ်တစ်ဖက်အဖွဲ့တွေအတုံးယုံလဲကျတေဆုံးကုန်ကြချိန်မှာရန်သူစစ်ကူအဖွဲ့ရောက်လာပြီးရော်ဂီယာအေးစီးထိုင်ပြီးတော့ဓာသွေးကစောင့်ဆိုင်နေတာကိုမြင်လိုက်ရတဲ့ခါမှာတော့အားလုံးပြန်လှည့်ပြေးကြပါတယ်တိုက်ရိုက်ခိုက်ဆွမ်းရင်ပြေးသွားတဲ့ရော်ဂီဟာဈေးကွက်တွင်းမှာစီမံခန့်ခွဲတဲ့နေရာမှာလဲကျွမ်းကျင်ပိုင်နိုင်တယ်ငကိုစိတ်ထားကောင်းလေးလည်းရှိတဲ့အတွက်သူ့လက်အောက်ကတပည့်တွေကချစ်တယ်လို့မျိုးသားတွေကလည်းသူ့ကိုမင်းသားလေးတစ်ပါးလိုလေးစားကြပါတယ်ဘုံပေမျိုးကပလိတ်တွေဟာလည်းရော်ဂီရှိမှဘသူမှခေါင်းပေါ်မရဲလောက်အောင်အရှိန်ဝါကြီးလာတယ်ဒီလိုရော်ဂီကအားလုံးရဲ့ပုံမှာလွှမ်းမိုးလာနိုင်တဲ့အခါမှာသူ့အထက်ကဂျေဒီကသူ့ထိုင်ကုန်လှုပ်လာတယ်လို့ခံစားလာရပါတယ်လူသူအများရှိမှသူဟာပို့ပြီးတော့ဩဇာကြီးကြောင်ပြဖို့အတွက်ရော်ဂီကိုလူပုံလဲမှာစူပူငောင်းငန်းနေပါတယ်အဲ့ဒီချိန်မှာပဲအင်ဒရူးရဲ့ကားဟာသူတို့ရှေ့မှာထိုးဆိုင်လာတဲ့အခါဂျေဒီကနောက်လိုက်ခွေးလေးတစ်ကောင်လိုချက်ချင်းအချိုးပြောင်းပြီးအင်ဒရူးကိုပြပြတလဲကြိုဆိုရပါတယ်အင်ဒရူးကရော်ဂီရဲ့ဂုံသတင်းတွေကိုကြားရတာကြောင့်ဘုံပေထိလိုက်လာပြီးအလုပ်တစ်ခုလုပ်ဖို့လာကမ်းလှမ်းပါတယ်အဲ့လိုကတော့ KGF Empire အကြီးအကဲဂရူဒါကိုလုံခြံတပ်ဖြတ်ပေးဖို့ပဲဖြစ်ပြီးလုပ်ငန်းအောင်မြင်ခဲ့မယ်ဆိုရင်ရော်ဂီရဲ့လက်ထဲဘုံပေမျိုးကိုအပ်မယ်လို့ကြေပေးပါတယ်သူလည်းအလုပ်ကိုလက်ခံလိုက်ပြီးတော့ဘန်ဂလောမျိုးကဂူရူရဲ့ပါတီရုံးချုပ်မှာပြုလုပ်မဲ့အခမ်းအနားကိုတွားတက်ရပါတယ်အဲ့ဒီခမ်းအနားမှာ Empire အကြီးအကဲဂရူဒါရဲ့ဖခင်ရဲ့ရုပ်ထုကိုဖွင့်လှစ်ဖို့လည်းပြင်ဆင်ထားပြီးတော့ဒါဂရူကာကိုဒီပွဲရောက်လာစေဖို့တမင်ဖန်တီးထားတာလည်းဖြစ်ပါတယ်ရော်ဂီဘန်ဂလောကိုရောက်လာတဲ့နေ့ကတိုက်တိုက်ဆိုင်ဆိုင်ရွေးကောက်ပွဲကာလာကြောင့်အရက်ရောင်းခွင့်ပိတ်ထားတဲ့နေ့ဖြစ်နေပါတယ်လမ်းမှာ KGF Empire အဖွဲ့ဝင်ကြီးရာဂျန်ဒရာရဲ့သမီးဖြစ်တဲ့ရီနာဟာကလပ်တွေကိုပိတ်ထားတာကြောင့်လမ်းမကြီးကိုပိတ်ပြီးတော့ပါတီပွဲကိုကျင်းပနေခဲ့ပါတယ်အနာကဖြတ်သွားသူတွေအားလုံးကိုလည်းရိုက်လွှတ်နေရကြောင်းအားလုံးကအနာမကက်ရဲပဲထွက်ပြေးနေကြချိန်မှာရော်ဂီယာခတ်တီနေတဲ့ပါတီပွဲကျင်းပနေတဲ့နေရာတွေကိုရှောက်ဝင်သွားပြီးအရက်တောင်းဝယ်ဖို့စူးစမ်းပါတယ်ဒါပေမဲ့ရီနာကိုတွေးလိုက်ပြီးမြင်မြင်ချင်းသဘောကျသွားခဲ့တာကြောင့်သူမနာကိုရှောက်သွားပြီးအခုလိုပြောလိုက်ပါတယ် Congratulation ပါဘာလို့လဲမင်းကိုချစ်လို့ဘာဘင်္ဂလားတစ်မျိုးလုံးကိုချုပ်ကင်ထားတဲ့ KGF Empire အဖွဲ့ဝင်ကြီးရဲ့သမီးကအခုလိုပြောခံလိုက်ရတဲ့အခါမှာသူ့နောက်လိုက်တပည့်တွေကလည်း Rocky ကိုဝိုင်းပြီးတိုက်ခိုက်ကြပါတယ်ဒါပေမဲ့ Rocky ကချွေးတော်မထွက်ဘဲကောင်မလေးရဲ့ရှေ့မှာအလှပြတိုင်းကစားသလိုလှလှပပကြီးပြန်တိုက်ခိုက်ခဲ့ပြီးနောက်အရက်တစ်ဖာကိုဆွဲယူပြီးခန့်ခန့်ညားညားနဲ့ပြန်ထွက်သွားခဲ့ပါတယ်နောက်ရက်မှာတော့ရာဂျန်ဒရာကသူ့လူတွေကိုရိုက်သွားတဲ့ Rocky ကိုအရှင်ရရအသေးရအမိဖမ်းမှုအတွက်မျိုးထွက်ပေါက်တွေအကုန်ပိတ်ပြီးတော့လူအင်အားများစွာနဲ့လိုက်ရှာပါတော့တယ်အဲ့ဒီထဲမှာရီနာလည်းပါနေခဲ့ပါတယ်ဒါပေမဲ့ Rocky ကတော့အေးဆေးစွာနဲ့ရှောင်းတိန်ရင်ဒီကြားထဲမှာပဲရီနာကိုတောင်ပိုးပန်းနေခဲ့သေးတာပါသူကရီနာနဲ့စုံတွေ့ဖို့အတွက်ရီနာရဲ့ driver ဖြစ်ရုပ်ဖြတ်ပြီးတော့စူးစမ်းပါတယ်ကြုံတွေ့ရပဲများလာတဲ့ခါမှာတော့ရီနာလည်း Rocky ရဲ့စိတ်ရင်းခံကောင်းတာကိုလက်ခံလိုက်ရပါတယ်တနေ့မှာတော့ Rocky ကလမ်းမေးနာကနွမ်းပါတဲ့သားမီးရဲ့ပြုတ်ကျသွားတဲ့ပေါင်မုံလေးကိုကောက်ယူပေးလိုက်ပြီးခလေးမိခင်ကိုအခုလိုလေးလေးစားစားနဲ့စကားတခွန်းပြောခဲ့ပါတယ်ဘယ်သူမှဂူးမဆိုင်ပါနဲ့အမလောကကြီးမှာမိခင်လောက်ရဲရင်နဲ့စစ်သားဆိုတာမရှိပါဘူးသူနှလုံးသားမှာလည်းသူ့ကိုလက်တစ်ဖက်နဲ့တစ်ဖက်ပွေ့ပိုက်ထားပြီးဝိုင်းရေးအတွက်ရုန်းကန်ခဲ့ရတဲ့သူ့ရဲ့အမေကိုတတိတရရှိနေရင်းနဲ့ပေါ့သိမကြခင်မှာပဲသူ့နောက်ကိုလိုက်နေတဲ့သူတွေရောက်လာတာကြောင့်သူရှောင်ထွက်လာခဲ့ပြီးတစုံတစ်ခုမူမမှန်တဲ့အရာကိုသူသေချာစောင့်ကြည့်နေပါတယ်သူမြင်လိုက်ရတာကရွှေတွေတဲဆောင်လာတဲ့ကားတန်းကြီးဖြစ်ပြီးအဲ့ဒီကားတန်းကြီးကိုရဲတွေကလိုက်ပါစောင့်ရှောက်နေတာဟာထူးခြားချက်တစ်ခုဖြစ်နေပါတယ်
ရော်ဂီယာတစ်ဖက်မှာလည်းဂရူဒါကိုလှုပ်ကြံဖို့အတွက်အသေးစိတ်အစီအစဉ်တွေဆွဲထားပြီးစောင့်ဆိုင်းနေခဲ့ပါတယ်။အခမ်းအနားကျင်းပမယ့်နေ့ကိုရောက်လာတဲ့အခါမှာတော့ရော်ဂီစီစဉ်ထားတာတွေအားလုံးလွဲချော်သွားခဲ့ရပါတယ်။အကြောင်းကတော့ဂရူဒါကအစီအစဉ်အားလုံးကိုကြိုသိနေပြီးအခမ်းအနားတစ်ခုလုံးကိုသူ့လူတွေအားလုံးနဲ့လက်ဦးမှုရယူကဝင်ရောက်စီးနင်းထားခဲ့ပြီးတော့သူတို့ဖွင့်လှစ်မဲ့ရုပ်ထုကလည်းဂရူဒါရဲ့ပုံတူရုပ်ထုကြီးဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ဂရူဒါပြန်သွားပြီးနောက်ပိုင်းမှာသူတို့အားလုံးဟာကြောက်ကြောက်လန့်လန့်နဲ့အဆောင်ကျက်ထူထပ်စွာနေကြရပါတယ်။ပြီးတော့ဂရူဒါကိုဘာမှမလုပ်နိုင်ခဲ့တဲ့ရော်ဂီကိုလည်းအားလုံးဝိုင်းပြီးတော့အပြစ်တင်ကြပါတယ်။နောက်ဆုံးမှာတော့ရော်ဂီယာအန်နီရဲ့များတဲ့နီလန်တစ်ခုကိုရွေးချယ်လိုက်ပါတယ်။အဲ့ဒါက KGF ရွှေမျိုးတော်ကြီးတဲ့ကိုသူကိုယ်တိုင်လိုက်ဝင်သွားပြီးဂရူဒါကိုလှုပ်ကြံဖို့ပါပဲ။ရီနာကတော့ရော်ဂီကိုစိတ်ပူနေခဲ့ပေမဲ့ရော်ဂီရဲ့တပည့်တွေကတော့သူတို့ရဲ့ဆရာအစွမ်းကိုစိတ်ချလက်ချရှိနေခဲ့ပါတယ်။ရော်ဂီယာလုံသမားတွေကိုပို့တဲ့တပ်ဖွဲ့ကိုလန်ကူလက်ကဖျက်ပြီးတော့တိုက်ခိုက်ခဲ့ပြီးအဆောင်တွေအားလုံးကိုရှင်းပစ်လိုက်ပါတယ်။ပြီးတော့သူ့ကိုယ်သူလက်ထိတ်ခတ်ပြီးတော့အလုံသမားတွေနဲ့ရောနှောနေလိုက်ပါတယ်။ရန်သူရဲ့စစ်ကူဖွဲ့ရောက်လာတဲ့အခါမှာတနက်တန်ရနဲ့တေကန်ဒီလူတယောက်ကိုဘသူလက်ချက်လဲလို့မေးမြန်းခဲ့ရမှာလူတယောက်လို့သာပြောနိုင်ပြီးအသက်ထွက်သွားခဲ့ပါတယ်။ရော်ဂီယာ KGF ထဲမှာကြောက်တူးသမားဖြစ်နေနေထိုင်ရင်အသေးစိတ်ချက်လက်တွေကိုရှာဖွေစုဆောင်းရင်းနဲ့ဂရူဒါမှာအားထားရတဲ့လမ်းလို့အမည်ရတဲ့တပည့်တယောက်ရှိတာကိုသိလိုက်ရပါတယ်။သူကအလုံသမားတွေရဲ့မတရားဖိနှိပ်ခံရမှုနဲ့အဆောင်တက်တွေရဲ့ရက်စက်မှုတွေကိုမျက်ဝါးထင်ထင်မြင်ခဲ့ရပါတယ်။အလုံသမားတွေဟာအန်ရီတွေနဲ့ရင်ဆိုင်ပြီးတော့အလုပ်လုပ်ကြပြီးနေ့စဉ်လူများစွာမတော်တဆမှုနဲ့တေဆုံးရပါတယ်။နေမကောင်းပြီးဖျားနာနေသူတွေကိုလည်းတပ်ပစ်လိုက်ကြပါတယ်။အလုံသမားရဲ့ဇနီးမယားတွေကသမီးမိန်းကလေးမွေးဖွားလာခဲ့ရင်လည်းချက်ချင်းတပ်ပစ်ကြပါတယ်။အလုံသမားတွေကိုကျူးကျော်ခွင့်မပေးတဲ့နေရာတွေကိုစီးတားထားကြပြီးမတော်တဆစီးကြော်မိသူအားလုံးခလေးလူကြီးမရွေပြစ်တက်ခံရပါတယ်။ဒါတွေအားလုံးဟာမကျေနပ်ချက်အဖြစ်ရော်ဂီရဲ့စိတ်ထဲမှာကိန်းအောင်နေတာပါ။အလုံသမားတွေထဲမှာပြောနေကြတဲ့ဗဇက်ရာဇဝင်တစ်ခုလည်းရှိပါတယ်။သူတို့ရဲ့ကယ်တင်ရှင်သူရဲကောင်းဟာတနည်းကြရင်ရောက်လာပြီးတော့အားလုံးရဲ့ဒုက္ခတွေကိုအဆုံးသတ်ပေးမယ်ဆိုတာကိုအမြဲလိုပုံမြင်တစ်ခုလိုဖြောပြပြောဆိုတတ်ကြပြီးအားလုံးကအဲ့ဒီမျောလင်းချက်လေးနဲ့ပဲအသက်ရှင်နေရပါတယ်။ဆူရီးယားရဲ့ကျမ်းမာရေးအခြေအနေပိုပြီးတော့ဆိုးရွားလာနေပါတယ်။ဆူရီးယားသာတေဆုံးသွားခဲ့ရင်ဂရူဒါဟာ KGF ရှယ်ယာဝင်အားလုံးကိုရှင်းပြမှာတေချာနေရကြောင်းရာဂျန်ဒရာတို့အားလုံးစိတ်ပူနေကြပြီးရော်ဂီတယောက်ဂရူဒါကိုမြန်လှုပ်ကြံမှုမျှော်လင့်နေကြပါတယ်။ရော်ဂီကားတစ်စီးကိုမတော်တဆပောက်ကွဲမှုဖြစ်အောင်ကြိုတင်စီစဉ်ထားပြီးတော့လူတွေအာယုံများနေချိန်မှာထိန်းချုပ်ကန်တစ်ခုတည်းကမြေပုံကိုအမြန်ခိုးကြည့်ခဲ့ပြီးဟန်မပြတ်ပြန်လာပြီးတော့တန်းစီနေလိုက်ပါတယ်။ဒါကိုအလုံသမားတို့ကမြင်သွားပြီးတော့သူနဲ့အတူပူးပေါင်းခွင့်တောင်းပါတယ်။အကြောင်းကသူ့ဇနီးမှာကိုဝင်ရှိနေပြီးတော့မိန်းကလေးမွေးဖွားလာနိုင်လို့ပါပဲ။ဒါမဲ့ရော်ဂီကတော့အန်ရီများတဲ့အလုပ်ဖြစ်လို့ညှင်းဆန်ခဲ့ပါတယ်။တစ်ဖက်မှာတော့ကားပေါက်ကွဲမှုဟာတမင်လုံးကြံဖန်တီးထားတာဖြစ်တာကိုစစ်ဆေးတွေ့ရှိသွားကြပြီးတရားခံကိုရှာဖွေကြပါတယ်။တရားခံရှာဖွေနည်းကတော့အတော့ကိုရက်ဆက်လွန်းလာပါတယ်။အနီးတစ်ဝိုက်ကလူအားလုံးကိုစုလိုက်ပြီးတရားခံကိုထွက်လာစေဖို့အတွက်ဖိအားပေးပါတယ်။မထွက်လာခင်အားလုံးကိုတယောက်ပြီးတယောက်တပ်ပစ်ကြမှာပါ။ရော်ဂီကပြန်လဲတိုက်ခိုက်ဖို့အခွင့်အရေးကိုစောင့်နေစင်မှာပဲသူ့ကိုတရားခံမှန်းသိနေတဲ့အလုံသမားကရှေ့ကိုထွက်သွားပြီးအသက်ကိုစရေးပေးလိုက်ပါတယ်။ရော်ဂီလည်းစိတ်မကောင်းကြီးစွာဖြစ်သွားပါတယ်။ပြီးတော့အဲ့ဒီသတင်းကရာဂျန်ဒရာစီကိုလည်းရောက်သွားခဲ့ပြီးတော့အားလုံးကအသက်ခံရသူဟာရော်ဂီပဲလို့ထင်သွားကြပါတယ်။ရီနာလည်းကြေကွဲပြီးတော့ငိုကြွေးနေခဲ့ရပါတယ်။ရော်ဂီတို့အသက်စရေးပေးသွားသူရဲ့ဇနီးဟာမကြခင်မှာပဲသမီးလေးမွေးဖွားလာခဲ့ပါတယ်။မကြခင်သက်ခံရတော့မဲ့လူမမယ်ကလေးကိုကြည့်ပြီးသူစိတ်တွေမထိန်နိုင်တော့ပါဘူး။နောက်တစ်ရက်မှလည်းမတန်ဆွမ်းတော့တဲ့အဖိုးကိုတယောက်ကိုတပ်ပစ်ဖို့ခေါ်သွားတာကိုတွေ့ရပါတယ်။ရော်ဂီယာဒီချိန်မှာဘလို့မှသီးမခံနိုင်တော့ပဲသူ့စိတ်တွေကိုလွတ်ထုတ်ပစ်လိုက်ပါတယ်။အဆောင်တွေကိုဒရကြမ်းဝင်ရောက်တိုက်ခိုက်နေတာကိုအားလုံးအံ့ဩတကြီးဖြစ်ပြီးတော့သူတို့အားလုံးမျောလင့်နေတဲ့ကယ်တင်ရှင်ပေါ်ပေါက်လာပြီဆိုတာကိုခံစားလိုက်ကြရပါတယ်။ရော်ဂီကအားလုံးကိုအားရပါးရရိုက်တက်ပြီးတိတ်မကြခင်မှာပဲမတန်ဆွမ်းတဲ့အဖိုးအိုကိုတေဘေးကနေကယ်ထုတ်လာနိုင်တာကိုတွေ့လိုက်ရပါတယ်။သူ့လက်ထဲမှာလည်းအဆောင်တယောက်ကိုဒီယိုတိုက်ဆွဲလာပြီးတော့အလုသမားတွေအားလုံးရဲ့ရှေ့မှာအားလုံးကိုစားလက်စားချေတဲ့အနေနဲ့တူကြီးနဲ့ထူးသက်ပစ်လိုက်ပါတယ်။အဲ့ဒီညမှာပဲအချက်ပေးမီးပုံကြီးကိုရှို့တာကိုတွေ့လိုက်ရပြီး KGF ရှယ်ယာဝင်တွေကရော်ဂီမသေးဆုံးသေးကြောင်းသိလိုက်ကြရပါတယ်။အဲ့ဒီမီးပုံကြီးကတော့ရော်ဂီတတ်လိုက်တဲ့အဆောင်တွေအားလုံးကိုမီးပုံရှို့ထားပဲဖြစ်ပါတယ်။အဆောင်23ရောင်းနဲ့အဆက်အသွယ်ပြတ်နေကြောင်းဂရူဒါစီကိုသတင်းရောက်သွားတဲ့အခါမှာတော့ရန်ပုံမီးကြဒေါသကိုပောက်ကွဲပြီးရော်ဂီကိုရှာဖွေရှင်းပစ်ဖို့အတွက်လက်နက်အင်အားလူအင်အားအပြည့်နဲ့ထွက်သွားကြပါတယ်။ဒီချိန်မှာမြင်ကြမှာကဂရူဒါရဲ့ညီဖြစ်သူဟာ KGF ရှယ်ယာဝင်တွေဘက်ကနေရက်တီပြီးကူညီပေးနေတာပါ။သူဟာဂရူဒါရော်ဂီစီမရောက်ခင်လက်ပြောင်လုပ်ဖို့အတွက်နီလန်တစ်ခုကိုရှာတွေ့သွားပြီးအဲ့ဒါကတော့သူ့အဖေကိုသူကိုယ်တိုင်ခေါင်းအုံးနဲ့ဖိတက်လိုက်တာပါပဲ။ဆူရီးယားသေပြီဆိုတဲ့အချက်ပေးတန်ကြောင့်ဂရူဒါဟာလန်ကူလက်ကချက်ချင်းလက်ပြန်လာခဲ့ပါတယ်။ဂရူဒါဖခင်ကိုမီးစကြိုပြီးတဲ့နောက်ကာလီမန်မဲတော်ဖျားပူဇော်ပွဲကျင်းပမှာဖြစ်ပြီးဖျားပွဲကျင်းပပြီးချိန်မှာ KGF ရှယ်ယာဝင်တွေအားလုံးကိုအပြတ်ရှင်းပြဖို့စီစဉ်ထားပါတယ်။ရော်ဂီယာဂရူဒါရဲ့အားထားဆုံးတပည့်တစ်ယောက်ဖြစ်တဲ့လမ်းကိုလမ်းကြောင်းလွဲအောင်အာယုံလွဲတဲ့အနေနဲ့စိုင်တော်ကြီးစီတီပေါက်ရောက်တဲ့ရေပိုင်လိုင်းလမ်းကြောင်းတစ်ခုကိုဖွင့်ပစ်ထားခဲ့ပါတယ်။
လန်ဟာတပ်ဖွဲ့ဝင်တွေနဲ့ရေပိုင်လိုင်းအဆုံးမှာ Rocky ကိုစောင့်ဖမ်းမှုပြင်ဆင်နေကြချိန်မှာတော့ဖျားပွဲတော်က Gruda ရဲ့ရှေ့ကရေပြင်အောက်မှာ Rocky ကရောက်နေခဲ့ပါပြီ။သူဟာအခွင့်အရေးချိန်မှာရေထဲကဘွားကနေထွက်ပေါ်လာခဲ့ပြီးတောင်းချီတဲ့အလုံသမားတူကြီးရဲ့ရှေ့မောက်မှာ Gruda ရဲ့လေပင်ကိုတိကနေပြတ်အောင်ဖြတ်ပစ်လိုက်နိုင်ခဲ့ပါတယ်။ Gruda သေဆုံးတဲ့သတင်းဟာအိန္ဒိယတနိုင်ငံလုံးကိုချက်ချင်းပြန့်သွားပြီးစီးပွားရေးသမားကြီးတွေဟာ KGF ကိုဝင်ရောက်အပိုင်စီးဖို့အတွက်အားလုံးကိုစီစိတ်ကူးနေကြချိန်မှာ KGF ကြီးတစ်ခုလုံးက Rocky ရဲ့လက်ထဲပိုင်ပိုင်နိုင်ကြီးရောက်သွားပြီဆိုတာကိုဘယ်သူမှမသိနိုင်ကြသေးပါဘူး။အမှန်တော့ဒါတွေအားလုံးက Rocky ကရည်ရွယ်ချက်ရှိနဲ့စီစဉ်ထားတဲ့အစီအစဉ်တွေပါ။သူဟာပါတီအခမ်းအနားမှာရှိစဉ်ကတည်းက Gruda ကိုတတ်ဖို့အခွင့်အရေးရခဲ့ပေမဲ့သူ့မိခင်ပြောခဲ့တဲ့စကားတစ်ခုကိုအမှတ်ရသွားမိခဲ့ပါတယ်။လူထောင်ပေါင်းများစွာရဲ့တတ်တိကိုမင်းဥဆောင်နိုင်ရင်မင်းစစ်တပွဲအောင်နိုင်မယ်။ဒါမဲ့မင်းကရှေ့ကနေပြီးလူတစ်ထောင်ရဲ့ရင်ထဲကတတ်တိကိုဆွဲထုတ်နိုင်ရင်တော့တလောကလုံးကိုအုပ်ချုပ်နိုင်မယ်။ Rocky အခွင့်အရေးရပြီမဲ့လဲ Gruda ကိုမတတ်ခဲ့ပဲအလုသမားတူကြီးရဲ့ရှေ့မှာတတ်ပြပြီးတော့အလုသမားအားလုံးရဲ့ရင်ထဲကိုတတ်တိတွေထည့်ပေးလိုက်နိုင်တဲ့အပြင်တောင်းချီတဲ့အလုသမားတူကြီးရဲ့လေးစားအားထားမှုကိုပါရယူလိုက်နိုင်တာကြောင့် KGF ဟာ Rocky ရဲ့လက်ထဲအလွယ်တကူရောက်လာခဲ့ရတာပါပဲ။ Gruda အသက်ခံအချိန်မှာအဆောင်400လောက်က Rocky ကိုပြစ်တက်ကြဖို့ပြင်ဆင်ကြတဲ့အချိန်မှာအင်အား2000လောက်ရှိတဲ့အလုသမားတူကြီးက Rocky ရဲ့ရှေ့ကနေတတ်တိအပြည့်နဲ့ပြန်ခံတိုက်ဖို့အသင့်ရှိနေခဲ့ပါပြီ။ဇလန်းဆုံးမှာတော့ Rocky အကြောင်းစာအုပ်ရေးသားသူသတင်းစာဆရာကြီးကဒါရီယာ Rocky ရဲ့ဘဝအစသာရှိသေးကြောင်းပြောပြပြီးရုပ်ရှင်လေးလည်းအဆုံးသတ်သွားခဲ့ပါတယ်။မိခင်ဖြစ်သူဆုံးပါသွားပြီးတဲ့နောက်ပိုင်း Rocky ဟာမိခင်ရဲ့နောက်ဆုံးမှာကြားချက်အတိုင်းဩဇာအရှိန်အဝါကြီးသူတယောက်ဖြစ်ဖို့ဒီဇိုင်းမမတ်စူးစမ်းလာခဲ့တယ်။ဒီလိုနဲ့ KGF ရွှေမျိုးတော်ကြီးရဲ့ကြီးကျယ်ခမ်းနားမှုကိုမြင်တွေ့ရတဲ့အခါမှာ KGF ကိုအပိုင်သိမ်းဖို့ဆုံးဖြတ်ချက်ချလိုက်တယ်။သူဟာကျွန်လုံသားတယောက်ဖြစ် KGF ထဲခိုးဝင်သွားခဲ့ပြီးအကြီးမှု Gruda ကိုတောင်းချီတဲ့ကျွန်လုံသားတွေအားလုံးရှေ့မှောက်မှာအောင်မြင်စွာလှုပ်ကြံနိုင်ခဲ့ပြီးလုံသားအားလုံးရဲ့ရင်ထဲကတတ်တိတွေကိုဆွဲထုတ်ပေးနိုင်ခဲ့တယ်။ဒီလိုနဲ့ပဲလုံသားတို့ကြီးရဲ့ချစ်ခင်မှုသာမကအားကိုးယုံကြည်မှုတွေပါရရှိထားတဲ့ Rocky ရဲ့လက်ထဲကို KGF ရွှေမျိုးတော်ကြီးလုံးလုံးလျားလျားရောက်ရှိသွားတော့တယ်။သို့တော့ဒီလိုခမ်းနားတဲ့ရွှေမျိုးတော်ကြီးကိုပိုင်ဆိုင်လိုက်ရခြင်းနဲ့အတူစွမ်းရည်ပြေဝတဲ့ရန်သူတော်ကြီးတွေလည်းတပြိုင်တည်းပေါ်လာကြတယ်။ချောမောလှပတဲ့ရုပ်ရည်လေးနဲ့မလိုက်ဖက်လောက်အောင်တင်းမာခတ်ထန်တဲ့သဘောထားရှိတဲ့ဝင်းကြီးချုပ်နဲ့အားလုံးကသေပြီလို့သတ်မှတ်ထားကြတဲ့အာဒီယာစတဲ့သူတွေကိုဘယ်လိုရှင်ပြိုင်ကြမလဲဆိုတာကိုဆက်လက်ကြည့်ရှုခန်းစားကြရမှာပါခင်ဗျာမင်္ဂလာပါကျော် Burmese Movie Channel ကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့2022ခုနှစ်အတွက် KGF Chapter 2ရုပ်ရှင်ဇာတ်ကားကိုတင်ဆက်ပေးသွားမှာပါနောက်ထပ်ဇာတ်ကားများစွာဆက်လက်တင်ဆက်ဖို့အတွက်ခွန်အားဖြစ်စေဖို့ Channel လေးကို Like and Subscribe လေးလုပ်ပေးကြပါဦးGruda လောက်ကြံခံရပြီးနောက်အစင်လာရ Virat ကိုအကြီးအကဲဖြစ်အရိုက်ရာဆက်ခံတင်မြှောက်ပေးဖို့ KGF ရှယ်ယာဝင်၄ဦးဟာရွှေမျိုးတော်စုဝေးရောက်ရှိလာကြတယ်။ဒါပေမဲ့အဲ့ဒီအရိုက်ရာကိုလာရောက်ဆက်ခံသူက Rocky ဖြစ်နေခဲ့ပြီးသူက Virat ကိုတတ်ပစ်လိုက်ပြီးပဲဖြစ်ပါတယ်။ရှယ်ယာဝင်၄ဦးဟာလမ်းဘေးကဖက်နှက်တိုက်တဲ့ဘဝကနေလာတဲ့ Rocky လိုလူတစ်ယောက် KGF ကိုအုပ်ဆိုးမှမလိုလားပေမဲ့အခြေအနေရပေါ်ပေါ်ထင်ထင်မဆန့်ကျင်ရဲကြဘူး။အကြောင်းကတော့ Rocky ကိုတတ်ဖို့ချင်းချောက်တဲ့ကာမန်ကိုသူတို့ရှေ့တင်ပြစ်တက်ခံလိုက်ရတာတွေ့လိုက်ရလို့ပဲဒါဟာသူ့ကိုစန့်ကျင်သူတွေရဲ့လားရလန်းဆိုတာကို Rocky ကအားလုံးကိုသိလိုက်စေတာပါဒါပြင် Rajendra ရဲ့သမီးဖြစ်သူ Reena ကိုလည်းဒဇာကန်အဖြစ်ဖမ်းခေါ်ထားလိုက်တယ်ဆိုင်တော်ကြီးကိုရောက်လာတဲ့အခါမှာမကြေမနက်စွာ Reena ဟာတနတ်တက်လက်နဲ့တောင်းကျနေခဲ့တယ် Rocky ကအေးစစ်စစ်နဲ့ပဲသူမကိုဖျောင်းဖျနိုင်ခဲ့တယ်Rocky ဟာ KGF ကိုသူ့လက်ထဲကအပိုင်သိမ်းကျင်နေတဲ့ရန်သူတွေများနေတာကိုသိတာကြောင့်လုံခြုံရေးအင်အားကိုတိုးမြင့်မှုစီစဉ်တယ်ပြဿနာကသူ့ရဲ့လက်အောက်ကလုံသားတို့ကြီးကတနတ်တစ်ခါမှမကင်ဘူးသူတွေဖြစ်နေတာပဲသူဟာတိုက်ခိုက်ရေးနီးပြတယောက်လိုနေတာကြောင့်သူချုပ်ထားတဲ့လူတယောက်ကိုသွားတွေ့ခဲ့တယ်သူကတော့လုံခြုံရေးမှုခေါင်းဆောင်လည်းဖြစ်ပြီး Gruda ရဲ့အားထားရတဲ့တပည့်တူဖြစ်ခဲ့သူ Ram ပါ Ram ဟာအခုချိန်မှာ Gruda ကိုလှုပ်ကြံလိုက်တဲ့ Rocky ကိုမုန်းတီးနေသူဖြစ်ပါတယ် Rocky ကတော့ Ram ဟာ KGF နယ်မြေဒေသကိုတန်ဖိုးထားသူဆိုတာသိတာကြောင့်သူ့ဘက်ပါအောင်စီးရုံးခဲ့တယ်ပြီးတော့အချုပ်ခန်းထဲကထုတ်ပေးပြီး Ram လက်ထဲကိုတနတ်ထည့်ပေးလိုက်တယ် Ram ဟာတခဏမျှစဉ်းစားတွေ့ဝေနေပြီး Rocky ရဲ့နောက်ကပြစ်မှတ်ကိုတဲ့တဲ့ကြီးပြစ်သွင်းလိုက်တယ်ဒါဟာသူ Rocky ရဲ့လက်အောက်မှာအမှုထမ်းမယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ Ram ဟာလုံသားတွေကိုတင်ကြားလေ့ကျင့်ပေးပြီးလိုအပ်တဲ့နေရာတွေကိုလုံခြုံရေးတပ်သားအဖြစ်ပို့ဆောင်တယ် Rocky နောက်ပိုင်းမှာသိလိုက်ရတာက KGF အတွင်းမှာရွှေထွက်တဲ့နေရာ9နေရာရှိပြီးတနေရာထဲမှာပဲတူးဖော်မှုတွေလုပ်နေပြီးတော့တခြားနေရာတွေအကြောင်းဖုံးကွယ်ထားခဲ့တာကိုပါအကြောင်းကရွှေထွက်ရှိမှုနှုံများလာတဲ့လောက် KGF ကိုလူယူခြင်းနဲ့ရန်သူတွေလည်းများလာမှာအကြောင်းပါပဲဒါပေမဲ့ Rocky ကဒါတွေကိုဂရုမစိုက်ပါဘူးသူဟာနေရာအားလုံးကိုတူးဖော်ဖို့စီစဉ်နေ
လုံသားတွေရဲ့ရှိကသူကိုယ်တိုင်ဥဆောင်ဥရွက်ပြုတ်ပြီးအလုတ်လုတ်တယ်အားလုံးနဲ့ဒန်းတူဆက်ဆံပေါင်းသင်းတယ်တစ်ဖက်ကရီနာကလည်းစိတ်ကောင်းရှိတဲ့ရော်ကီရဲ့လုပ်ရက်တွေကိုမြင်လာတယ်ပြီးတော့ကလေးလေးတွေစီကရော်ကီဟာကျွန်လုံသားဖြစ်နေစဉ်ချိန်ကအားလုံးအတွက်ရက်တီပေးခဲ့တဲ့အကြောင်းကိုလည်းကြားရပြီးရော်ကီပေါ်မကျေနပ်စိတ်တွေတဖြည်းဖြည်းလျော့ပါလာခဲ့တယ်KGF အကြီးအကဲကိုကျွန်လုံသားတဦးဖြစ်တဲ့ Rocky ကလှုပ်ကြံတက်ဖြတ်လိုက်ပြီးခေါင်းဆောင်အရိုက်အရာကိုဆက်ခံလိုက်တဲ့သတင်းဟာတနိုင်ငံလုံးပြန့်သွားခဲ့ပြီးအားလုံးစိတ်ဝင်စားစောင့်ကြည့်နေကြတယ်။အဲ့ဒီထဲမှာ CBI လည်းပါတယ်။နိုင်ငံရေးသမားတွေကလည်းလက်ရှိအစိုးရကိုဖြုတ်ချပြီးသဘောထားတင်းမာတဲ့အမျိုးသမီးဝန်ကြီးချုပ်တယောက်တက်လာနိုင်မှုကြိုးပမ်းနေတယ်။အဆိုပါအမျိုးသမီးတက်လာနိုင်ရင် Rocky ကိုလည်းအရေးယူနိုင်မယ်လို့မျှော်လင့်နေတယ်။ KGF ရှယ်ယာဝင်တွေကလည်း Rocky ကိုလှုပ်ကြံမှုအတွက်အကြံမျိုးမျိုးထုတ်လျက်ရှိတနေ့မှာ Rocky နဲ့လုံသားတစုတို့ဟာပစ္စည်းတွေစစ်ဆေးနေကြရင်ဓာတ်တလက်ကိုတွေးလိုက်ကြရပြီးအဲ့ဒီဓာတ်ကိုမြင်တာနဲ့လုံသားတွေဟာအကြီးအကျယ်ကြောက်လန့်ဟန်တွေပြကြတယ်။အဲ့ဒီဓာတ်ဟာအာရီယာရဲ့ဓာတ်ဖြစ်ပြီးတော့အလွန်တရာမှရက်ဆက်ကြမ်းကြုတ်သူတူလည်းဖြစ်တယ်။တကယ်လို့သာအာရီယာသာတက်ရှိထင်ရှားရှိနေခဲ့ရင် Rocky ကို KGF ထဲခြေတလန်းအောင်ချခွင့်ပေးမှာမဟုတ်ဘူးလို့ Ram ကပြောပြတယ်။တစ်ချိန်တည်းမှာပဲ KGF ရဲ့ပင်မဂိတ်ဝါကြီးကိုရန်သူတွေရုတ်တရက်ဝင်ရောက်တိုက်ခိုက်တာခံလိုက်ရတယ်။လုံခြုံရေးအင်အား300ဟာရန်သူလက်အောက်မှာအတုံးယုံလဲကုန်တယ်။ဖာမာလို့အမည်ရတဲ့အဆောင်တယောက်ဟာနောက်ဆုံးမှာတရားကိုမီးရှို့လိုက်တယ်။ဒါပေမဲ့အမျိုးသားတဦးဟာမီးတောက်ကြားတွေကိုတိုးဝင်ပြီးတရားကိုဖျက်လျှောက်လာတယ်။ဖာမာကကျိုးတရားကိုခုတ်ဖြတ်လိုက်တယ်။ဒါပေမဲ့အဲ့လူကြီးကတရားမပြတ်ကြစေဖို့သူ့ရဲ့တန်မာလာတဲ့ခွန်အားပလာကြီးနဲ့ဆွဲထားပြီးသူ့လူတွေကိုတရားကိုဖျက်လာစေတယ်။အဲ့လူကြီးကတော့ KGF Chapter 1မှာအားလုံးကသေပြီလို့ထင်မှတ်ထားကြတဲ့အာရီယာပဲဖြစ်ပါတယ်။တစ်ဖက်မှာတော့အန်ဒရူးဟာအာရီယာနဲ့ပူးပေါင်းပြီး Rocky ကိုလှုပ်ကြံဖို့အကွက်ချစီစဉ်ပါတယ်။အန်ဒရူးအသက်ခံရကြောင်းလှုပ်ကြံသတင်းကိုလွှင့်လိုက်တယ်။ဒီအခါမှာသမီးဖြစ်သူရီနာဟာဖခင်ဖြစ်သူကိုတွားကြည့်ဖို့ KGF ထဲကနေထွက်ပြေးတဲ့အခါဂျိုဒင်စီစဉ်ထားတဲ့အတိုင်းလမ်းမှာအာရီယာရဲ့လူတွေကရီနာကိုစောင့်ဖမ်းလိုက်တယ်။ဒီသတင်းကိုကြားရတဲ့ Rocky နောက်ကနေချက်ချင်းလိုက်သွားပြီးအာရီယာအဖွဲ့တွေကိုတယောက်ပြီးတယောက်မှောက်သိပ်လိုက်ပြီးတော့ရီနာကိုကယ်ဖို့စ조사နေရင်ရန်သူထောင်ချောက်ထဲကိုတက်ဆင်းသွားရတယ်။တနေရာရောက်မှာအာရီယာက Rocky ကိုကြည်တောင်ပစ်သွင်းလိုက်တယ်။ Rocky ကိုမြင်ပြီးသူ့ကိုတခင်လိုကိုးကွယ်တဲ့လုံသားသူကြီးကြောက်စိတ်တွေပြန်ဝင်လာစေဖို့အသေးမတတ်ပဲသေလူမျောပါဒဏ်ရာကြီးနဲ့ပြန်လွှတ်လိုက်တယ်။လုံသားသူကြီးလည်းအာရီယာမသေးဆုံးသေးကြောင်းနဲ့ပေမဂိတ်ကလုံသားအဆောင်300ကိုတိုက်ခိုက်သွားပြီးRocky ကိုပါသေလူမျောပါအခြေအနေရောက်အောင်လှုပ်ထားခဲ့ကြောင်းသတင်းကိုသိရတဲ့အခါသူတို့ရင်ထဲကကြောက်စိတ်တွေပြန်ပေါ်လာတယ်။ဒီသတင်းကိုကြားလိုက်ရတဲ့ Ram ကရွှေသေးဖို့လုံသားများကိုချက်ချင်းပြန်လှည့်ဖို့လမ်းအကြောင်းကြားပေမဲ့အချိန်မမီတော့ဘူး။အာရီယာကကြားဖြတ်တိုက်ခိုက်တာခံလိုက်ရတယ်။လုံသားတွေရဲ့အလောင်းတွေကိုကားနဲ့ပြန်ထည့်ပေးပြီး KGF ထဲကထွက်လာသူမှန်သမျှဒီလိုသေရမယ်လို့ရာဇသံပေးတယ်။ Ram က KGF တစ်ခုလုံးကိုပိတ်ချလိုက်တယ်။ပြဿနာကသူတို့မှာရိတ်ခါက8 ရက်စာလောက်ပဲကြံရှိတာပဲ။ KGF ရှယ်ယာဝင်တယောက်ဖြစ်တဲ့ဝင်ကြီးချုပ်ဂူရူးဟာလွတ်တော်ထဲမှာထောက်ခံမှုတွေရော့ကျလာခဲ့ပြီးမကြခင်ရွေးကောက်ပွဲတစ်ခုပြုလုပ်ရမယ့်အလားအလာပေါ်ပေါက်နေတယ်။တစ်ဖက်မှာဘုံပေမြို့မှာရှိတဲ့ Rocky ဘတ်တော်သား Gangster တွေအားလုံးကိုအန်ဒရူးရဲ့ခိုင်းစေချက်နဲ့ဂျေဒီကတာဝန်ယူပြီးအားလုံးကိုရှင်းပစ်လိုက်တယ်။ဒါကြောင့် Rocky ဘက်ကအင်အားတွေကပိုနှဲပါလာရတယ်။သူ့ရဲ့ဒဏ်ရာအခြေအနေဟာလည်းပုံမဆိုးရွားလာခဲ့ပြီးRocky ဒီတောင်ကိုကြော်နိုင်မလားဆိုတာကိုတော့ဖျားသခင်ပဲသိလိုက်မယ်လို့ဆရာဝန်ကပြောခဲ့တယ်။ Rocky ဟာဝေဒနာကြောင့်နာကျင်စွာအော်ဟစ်တန်တွေဟာ KGF တစ်ခုလုံးကိုဖုံးလွှမ်းနေခဲ့ပြီးကြားရသူအားလုံးကိုအကြောက်တရားနဲ့မျှော်လင့်ချက်ကင်းမဲ့မှုတွေကိုခံစားရစေတယ်။အဲ့ဒီအချိန်မှာသူ့ရဲ့မိခင်ကလာနှစ်သိမ့်တာကိုမြင်လိုက်ရပြီးသူငြိမ်ကျသွားခဲ့တယ်။မိုးလင်းတဲ့အခါမှာညကသူ့မိခင်ကိုမြင်ရတယ်လို့ခံစားလိုက်ရစေတာသူချစ်ရသူရီနာဖြစ်နေတာကိုမြင်လိုက်ရတယ်။ Rocky တန်ရာအနှဲငယ်တတ်တာလာတဲ့အချိန်မှာအဆောင်တက်သားဖာမာရဲ့မိခင်ဖြစ်သူရောက်လာပြီးငိုကြီးချက်မနဲ့ Rocky ပေါ်နတ်ဖျားတစ်ပါးလိုလေးစားသူသူ့သားလေးဟာအာရီယာရဲ့ပင်မဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုမှာတေဆုံးခဲ့ပြီးအလောင်းကိုယ်တော်တွေးခွင့်မရတာကြောင့်သားဖြစ်သူရုပ်ကလပ်ကိုရှာဖွေပေးဖို့တောင်းပန်ခဲ့တယ်။သူမပြန်သွားပြီးနောက် Rocky ဟာသူ့ရဲ့ဦးလေးတယောက်လိုအားထားရတဲ့သူတဦးစီဆက်သွယ်ပြီးတစုံတစ်ခုသောတောင်းဆိုမှုကိုပြုလုပ်ခဲ့တယ်။ပြီးတော့ Rocky ဟာမြောင်များစွာသောငွေကြေးများကိုတည်ဆောင်ပြီးရဟတ်ယာဉ်နဲ့ပြန်တန်းထွက်ခွာသွားတာတွေ့လိုက်ရပြီးအချို့ကလည်း Rocky ဟာ KGF နဲ့လုံသားတူကြီးကိုပြစ်ခဲ့ပြီးတော့ထွက်ပြေးပြီလို့ထင်ကြသလိုတချို့ကလည်းသူတို့နတ်ဖျားတစ်ပါးလိုအားထားရတဲ့ Rocky လိုလူဟာဘယ်တော့မှအရှုံးပေးထွက်ပြေးတတ်တဲ့သူမျိုးမဟုတ်ဘူးလို့ယုံကြည်နေသူတွေလည်းရှိပါတယ်။ Rocky ဟာဒူဘိုင်းမြို့ကဩဇာအကြီးဆုံးမာဖီးယားဂိုင်းချုပ်ကြီးနဲ့တွေ့ဆုံခွင့်ရအောင်ဖန်တီးခဲ့ပြီးပါတနာတွေအဖြစ်လက်တွဲဖို့ကမ်းလှမ်းခဲ့ရမှာအစာပိုင်းမှာတော့သဘောတူညီမှုမရခဲ့ဘူး
အကြောင်းကအာရီယာက KGF ကိုပြန်လည်တိုက်ခိုက်သိမ်းယူဖို့ပြင်ဆင်နေသလိုတစ်ဖက်မှာလည်းရွေးကောက်ပွဲမှာအောင်နိုင်မှုတေချာနေတဲ့အမျိုးသမီးတဦးဟာသဘောထားတင်းမာသူဖြစ်ပြီးသူမသာဝင်ကြီးချုပ်ဖြစ်ခဲ့ရင် KGF ကိုအလွတ်ပေးထားမှာမဟုတ်တာတေချာနေတာကြောင့်ပါပဲနောက်တစ်ခုကအဆိုပါဂိုင်းချုပ်ကြီးဟာ Rocky ရဲ့ဘတ်တော်သားလူမိုက်တွေအားလုံးကိုရှင်းပစ်ခဲ့သူ JT နဲ့လည်းမဟာမိတ်တွေဖြစ်နေတာကြောင့်ပဲဒါပေမဲ့မကြာခင်မှာပဲ JT ရဲ့တပည့်တွေအားလုံးအသက်ခံလိုက်ရပြီဖြစ်တဲ့သတင်းရောက်လာတယ်ဒါဟာဘုံမေမျိုးဟာ Rocky ရဲ့လက်ထဲရောက်သွားပြီဆိုတဲ့အတိတ်ပဲပါပဲ Rocky ကဒါတွေအားလုံးကိုစီစဉ်ထားခဲ့ပြီးမှဒူဘိုင်းကိုထွက်လာခဲ့တာဖြစ်တယ်ဂိုင်းချုပ်ကြီးလည်း Rocky နဲ့မဟာမိတ်အဖြစ်လက်တွဲဖို့ဆုံးဖြတ်လိုက်တယ်Rocky ဟာသူတဲဆောင်သွားတဲ့ငွေတွေနဲ့ပိုအစိမ့်မြင့်တဲ့လက်နက်တွေဝယ်ယူခဲ့တယ်။သူဟာရှေလျားတဲ့ကုန်တင်ကားတန်းကြီးနဲ့အာရီယာအဖွဲ့စီကိုရောက်လာတယ်။ကားပေါ်ကတအူးတဲ့ဆင်းလာပြီးလက်ဗလာနဲ့အားရပါရတနက်ပစ်တဲ့ဟန်ပြုတ်လို့ပြလို့အာရီယာအဖွဲ့တွေကလှောင်ရည်ကြတယ်။ရည်တမ်းမဆုံးခင်ကားပေါ်က AK တနက်ပြောင်းတွေထွက်ပေါ်လာပြီးအာရီယာအဖွဲ့စီဒရဇက်ပစ်ခတ်နေပြီးတော့မိနစ်ပိုင်းအတွင်းမှာအာရီယာအဖွဲ့တွေအတုံးယုံလဲကြကုန်တယ်။ Rocky ဟာရီနာလက်ကိုဖမ်းဆွဲဘူးသူကိုဆွဲထုတ်ခဲ့ပြီးသူ့လက်ကိုဖြတ်ပစ်လိုက်ပြီးတော့အာရီယာရဲ့ကိုယ်ထဲကိုလည်းကြည်တောင်ပစ်သွင်းလိုက်ပြီးသူ့ကိုလှုပ်ခဲ့ဘူးသလိုပဲဒဏ်ရာအပြင်းထန်နဲ့မတက်ပဲပြန်လွတ်ပေးလိုက်တယ်။အာရီယာရန်ကိုနှိမ်နှင်းပြီးတဲ့နောက်ပင်မဂိဝတိုက်ပွဲမှာကြာဆုံးခဲ့ရတဲ့သူ့ရဲ့လှုပ်သားအဆောင်တပ်သားတွေရဲ့ရုပ်ကလပ်ကိုပြန်တယ်လာပြီးမိသားစုတွေကိုသူတို့ချစ်ရသူတွေရဲ့နောက်ဆုံးခရီးအတွက်စိတ်တိုင်းကြပြင်ဆင်ခွင့်ရစေတယ်။ Rocky ဟာ KGF သူ့ရဲ့လက်ထဲပြန်ရောက်လာပြီးတဲ့နောက်ဘုံပေမျိုးက JT ကိုတွားရောက်ဆင်းရှင်းတယ်။ JT ကခြေသလုံးဖက်တောင်းမှန်ပေမဲ့သူခွင့်မလွတ်နိုင်တဲ့အကြောင်းရင်းကရီနာကိုစော်ကားစကားတခွန်းပြောထားဘူးလို့ပါပဲ။သူဟာ KGF ကိုပို့ပြီးကျေပြန့်ခိုင်မာတဲ့အင်ပါယာကြီးဖြစ်အောင်အဖက်ဖက်ကစူးစမ်းတီဆောက်နေပြီးရွှေတူးပုံမှုလုပ်ငန်းကိုလည်းအရှိန်မြင့်တင်လှုပ်ဆောင်စေတယ်။ဂူရူတစ်ဖက်မှာရွေးကောက်ပွဲမှာရာမီကာစင်းသာအနိုင်ရခဲ့ရင် KGF အတွက်ကြီးမားတဲ့အန်ဒီယာတစ်ခုဖြစ်လာနိုင်တာကြောင့်အခုချိန်တည်းကရှင်းပစ်ထားကြောင်းသတိပေးလာခဲ့တယ်။ Rocky ကသူဟာအကြမ်းဖက်ရာဇဝတ်သားစင်းနဲ့ပါနေသည့်တိုင်ခလေးနဲ့အမျိုးသမီးတွေကိုဘယ်တော့မှမတိုက်ခိုက်ဘူးလို့ခေါင်းမာစွာညှင်းဆန်ခဲ့တယ်။1982ခုနှစ်ရွေးကောက်ပွဲမှာရာမီကာစင်းအနိုင်ရရှိခဲ့ပြီးတော့သူမှဝင်ကြီးချုပ်ဖြစ်လာခဲ့တယ်။ရာမီကာစင်းဟာထပ်မြက်ပြီးပြည်သူအကျိုးရှိမဲ့ကိစ္စတွေကိုပြက်ပြက်သားသားဆောင်ရွက်လိရှိတဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ခဲ့တယ်။တနေ့မှာသူမစီကို CBI ထိပ်တန်းအရာရှိက KGF အကြောင်းသတင်းအချက်လက်ပြည့်စုံစွာတင်ပြလာခဲ့တယ်။ Rocky ကလေးဘွားကဖနက်တိုက်ခဲ့တဲ့အချိန်ကစလို့အခုချိန်နတ်ဖျားတစ်ပါးလိုကြီးကျယ်ခမ်းနားလာတဲ့အထိအသေးစိတ်အချက်လက်တွေပါရှိပြီးတိတ်မကြခင်ကသူတို့ရရှိခဲ့တဲ့ KGF ရွှေမျိုးတော်အတွင်းပိုင်းကိုလေရင်နဲ့အပေါ်စီးကရိုက်ကူးထားတဲ့မှတ်တမ်းတစ်ခုကိုပါထုတ်ပြခဲ့တယ်။ KGF အတွင်းပိုင်းမှာစက်ရုံပေါင်းများစွာတိစောက်ထားပြီးကိုပိုင်ခန္ဓာတစ်ခုနဲ့တီးသန့်နိုင်ငံငယ်တစ်ခုလိုတည်ရှိနေတာကိုတွေ့လိုက်ရတဲ့အခါရာမီကာစင်းဟာ Rocky ကိုဖမ်းနိုင်ဖို့ CBI ကိုအာဏာကုန်လွှဲအပ်လိုက်တယ်။ဒီအချိန်မှာ Rocky က KGF ထဲမှာအေးလူလူရီနာနဲ့တူရှိနေတယ်။ CBI က Rocky နဲ့ပတ်သက်သူတွေကိုဖမ်းဆီးစစ်ဆေးပြီး Rocky ကိုဖမ်းဆီးလို့ရမယ့်တပ်တွေအထောက်အထားတွေကိုအသေးအံရှာဖွေနေတယ်။တနေ့မှာဘန်ဂလောမြို့ရွှေချောင်းကိုတောင်တစ်ခုကိုရဲတွေရှောင်းတခင်ဝင်ရောက်စစ်ဆေးတယ်။ဒါပေမဲ့ရွှေတွေကိုအချိန်မီနေရာရွှေ့ထားလိုက်နိုင်တာကြောင့်ရဲတပ်ဖွဲ့ရောက်လာတဲ့အခါမှာရွှေတုံးသာတွေ့ရတယ်။ဒီသတင်းကို Rocky ကြားတဲ့အခါအဲ့ဒီရွှေတုံးအခုဘသူစီမှာလဲလို့မေးတယ်။ဘန်ဂလောမြို့ရဲ့ရဲဌာနချုပ်မှာရဲဝန်ထမ်းတွေဟာဘာမှမရှိတဲ့ဂိုတောင်ကိုအထက်ကအရေးပေါ်အမိန့်နဲ့စစ်ဆေးခိုင်းပြီးရွှေတုံးသာတွေ့ခဲ့ရတာကိုမကြေမနက်ပြောဆိုနေကြတယ်။အထက်ကပို့လာတဲ့အမိန့်စာရွက်မှာတရားခံနာမည်ကို Rocky လို့ရေးမထားဘဲဘုံဘေးတနတ်သမားလို့သုံးနှုန်းထားတာကြောင့်သူတို့သိမ်းယူခဲ့တဲ့ရွှေတုံးလေးရဲ့ပိုင်ရှင်ဟာ Rocky ဆိုတာမသိကြဘူး။ဒီအချိန်မှာဒါကိုသိနေတဲ့ကလေးတယောက်ကဘုံဘေးတနတ်သမားဆိုတာ Rocky ရဲ့နောက်အမည်တစ်ခုဆိုတာပြောလိုက်တဲ့အခါရဲဌာနတစ်ခုလုံးတုန်လှုပ်သွားကြတယ်။အဲ့ဒီအချိန်မှာပဲ Rocky ရောက်လာခဲ့ပြီးလက်ကလေးကမ်းလိုက်ရုံနဲ့ရဲမှုကြီးကသူသိမ်းယူလာတဲ့ရွှေတုံးကိုတုံရင်နဲ့ပြန်အပ်လိုက်ရတယ်။ Rocky ဟာရွှေတုံးလေးကိုပြန်လာယူနေမဟုတ်ပါဘူး။ရာမီကာစင်းကိုစိန်ခေါ်တဲ့အနေနဲ့ရဲစခန်းတစ်ခုလုံးကိုလည်းစုပ်ပြတ်နေအောင်စက်တနက်နဲ့ပြစ်ခတ်သွားသေးတယ်။ဒီအချိန်မှာရာမီကာစင်းဟာအိန္ဒိယမြန်မာနယ်စပ်မှာနယ်နိမိတ်လူတဲ့ပြဿနာကိုကြုံတွေ့နေရပြီးသူမဟာငိမ့်ချမ်းစွာဖြည့်ရှင်းဖို့နီလန်းရှာနေပေမဲ့ Rocky ကရဲစခန်းကိုပြစ်ခတ်သွားတဲ့သတင်းကိုကြားလိုက်တဲ့အချိန်မှာနယ်စပ်ပြဿနာကိုလက်နက်အင်အားအပြည့်စုံနဲ့တိုက်ခိုက်ပြီးဖြည့်ရှင်းတော်တယ်။ဒါဟာ Rocky ကိုသူမရဲ့လုံပိုင်ခွင့်နဲ့အင်အားကိုပြန်ပြလိုက်ခြင်းဖြစ်ကြောင်း Rocky ကောင်းကောင်းနားလေတယ်။ Rocky ဟာသူ့ရဲ့ရွှေချောင်းတွေတင်ပို့ရောင်းချနေမှုကိုရုတ်တရက်ရပ်ပစ်လိုက်တယ်။ ဒါဟာ Rocky ကရာမီကာစင်းကိုကြောက်ပြီးသူ့အလုပ်တွေရပ်လိုက်တာမဖြစ်နိုင်ကြောင်းနဲ့
ရော်ကီဟာတခုခုကိုကြံစီနေပြီဆိုတာအားလုံးကောင်းကောင်းသိနေတယ်။အန်ဒရူးကလည်းအာရီယာနဲ့နောက်တစ်ချိန်ဆက်သွယ်ပြီး KGF ကိုရော်ကီလက်ထဲကပြန်လူဖို့တိုင်ပင်ကြတယ်။အခုချိန်မှာ KGF ဟာကြီးမားတဲ့ကိုပိုင်စစ်တပ်ကြီးပိုင်ဆိုင်နေပြီဖြစ်တာကြောင့်ထိတ်တိုက်ရင်ဆိုင်မှုမဖြစ်နိုင်တဲ့အကြောင်းနားလေတဲ့အာရီယာဟာရော်ကီသုံးခဲ့တဲ့နီးတိုင်း KGF ထဲခိုးဝင်ပြီးရော်ကီကိုအားလုံးရဲ့ရှေ့မှာလှုပ်ကြံဖို့အကြံရတယ်။အလွယ်တကူခိုးဝင်နိုင်မဲ့လမ်းကြောင်းကိုစုံစမ်းဖို့အန်ဒရူးကိုတာဝန်ပေးလိုက်တယ်။ရော်ကီဟာတနေ့တခြားရွှေတွေကိုပိုထွက်အောင်တူးဖော်ခိုင်းနေတာကြောင့်လုံသားတို့ကြီးကထိခိုက်ဒဏ်ရာတွေရလာကြတယ်။ဒါပေမဲ့ဘယ်သူမှသူ့ကိုမလွန်ဆန်ရဲခဲ့ဘူး။ငယ်စဉ်ကလေးကသူ့ဘက်ကရက်တီခဲ့တဲ့ဦးလေးအရင်သက်ဖွယ်ဖြစ်နေတဲ့သူတဦးသာရော်ကီကိုအပြစ်တင်တယ်။ရော်ကီဟာတဖြည်းဖြည်းလောဘအမှောင်တွေဖုံးပြီးသူကိုယ်တိုင်တတ်ခဲ့တဲ့ဂရူဒါလိုအုပ်စယူကြီးဖြစ်နေပြီလို့ဆိုတယ်။ရော်ကီကသူ့မိခင်ဖြစ်သူရဲ့အုတ်ဂူရှေ့ကိုသွားပြီးဒါတွေအားလုံးကိုသူလုံနေတာလောဘကြောင့်မဟုတ်ပဲသူ့မိခင်ရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးနေတာပါလို့ပြန်တုံ့ပြန်တယ်။သူဟာမိခင်အုတ်ဂူကိုတူးဖော်ပြီး KGF ထဲမှာနေရာရွှေ့ထားပြီးတော့သူ့ရဲ့အဖေအရင်ကိုအရက်ဖိုးပေးပြီးအဲ့ဒီအုတ်ဂူကိုစောင့်ရှောက်ခိုင်းတယ်။ဒါဟာသူ့မိခင်အသက်ရှင်နေစဉ်ကရော်ကီတို့သားမိကိုပြစ်ထားပြီးဖခင်တာဝန်ပြက်ကွက်ခဲ့တဲ့အပေါ်လက်စားချေခြင်းပဲဖြစ်တယ်။မိခင်ကိုပေးထားတဲ့ဂရီကိုတရက်မှမမေ့ပဲအခုလိုချိန်ရောက်လာတဲ့အထိဇွဲလုံးလာကြီးမားတဲ့ရော်ကီပေါ်ရီနာကစာနာနားလည်နိုင်ခဲ့ပြီးသူတို့ဟာတရားဝင်ကျင်ပေါ်တွေအဖြစ်လက်တွဲလိုက်ကြတယ်။ CBI ရဲ့စ조사ပန်းစားရှာဖွေမှုတွေကြောင့် KGF ရဲ့ငွေမဲခဝါချမှုတဲလွန်စားတွေကိုရှာဖွေတွေ့ရှိခဲ့ပြီးတပ်တွေအထောက်ထားခိုင်းမအောင်ဆက်လက်စုံစမ်းနေကြချိန်မှာရော်ကီဟာတပ်တွေအထောက်ထားအပြည့်စုံပါတဲ့ဖိုင်တွဲတစ်ခုနဲ့ရာမီကာစင်းရဲ့ရှေ့မှောက်မှာအဖမ်းလာခံခဲ့တယ်။ဒါပေမဲ့လည်းအဲ့ဒီငွေကြေးခဝါချမှုတွေတဲ့ရာမီကာစင်းရဲ့ပါတီဝင်တော်တော်များများလဲပါဝင်ပတ်သက်နေတာကြောင့်ဖမ်းဖို့မဖြစ်နိုင်ပဲရှိနေပြန်တယ်။ရော်ကီကသူ့လိုရာဇဝတ်သားတယောက်ကိုဖမ်းဖို့ဥပဒေအတွင်းကစ조사လို့ဘယ်တော့မှမအောင်မြင်နိုင်ဘူးလို့ပြောပြီးပြန်ထွက်သွားတယ်။တစ်ဖက်မှာတော့ KGF ထဲခိုးဝင်နိုင်မဲ့လမ်းကြောင်းကိုအန်ဒရူးရှာတွေ့ခဲ့ပြီးအာရီယာစီအမြန်အကြောင်းကြားလိုက်တယ်။တစ်ချိန်တည်းမှာပဲရီနာဟာမကြာခဏနေမကောင်းဖြစ်နေတာကြောင့်စစ်ဆေးကြည့်တဲ့အခါမှာကိုဝင်ရှိနေပြီဖြစ်ကြောင်းသိလိုက်တယ်။ချက်ချင်းရော်ကီစီသွားပြီးသတင်းကောင်းကိုပြောပြလိုက်တယ်။နှစ်ဦးသားဝမ်းသာလို့မှမဆုံးသေးခင်ရီနာဟာတနတ်မှန်ပြီးလဲကျတိဆုံးသွားတယ်။အာရီယာရဲ့လက်ချက်နဲ့ပဲဖြစ်တယ်။အာရီယာရဲ့အဖွဲ့ KGF ထဲခိုးဝင်လာပြီးရော်ကီရဲ့အဖွဲ့နဲ့အပြင်းထန်တိုက်ခိုက်ကြတယ်။ရော်ကီဟာတေဆုံးသွားတဲ့ချစ်သူရုပ်အလောင်းကိုခိတမြကြည့်ပြီးအာရီယာကိုဝင်တိုက်တယ်။ဓာရီကျွမ်းကျင်တဲ့အာရီယာကိုသူအနားတော်မကတ်နိုင်ဘူး။သူရှုံးနေနေတာကိုမြင်ပြီးသူ့တပည့်တွေကလည်းစိတ်ဓာတ်ခွန်အားလျော့လာတယ်။သိမကြခင်မှာပဲရော်ကီဟာတူတချောင်းကိုစွဲကင်ပြီးအာရီယာရဲ့ဓားကိုရိုက်ချိုးလိုက်ပြီးတော့နှစ်ဦးသားလက်ပလာနဲ့အကျိတ်နဲ့တိုက်ခိုက်ကြရင်နောက်ဆုံးမှာရော်ကီဟာအာရီယာကိုအဆုံးသတ်ပေးလိုက်နိုင်တယ်။ရော်ကီကအာရီယာဟာဥမင်လှိုင်ကောင်းအမှတ်3ကဝင်လာတာကိုသိလိုက်ပြီးအဲ့ဒီဥမင်မှာရွှေတူးဖော်မှုရပ်ထားတာကြောင့်အဆောင်တယောက်မှရှိမနေတာဖြစ်တယ်။ဥမင်အမှတ်3ကိုလုပ်ငန်းရပ်ဆိုင်းမှုအမိန့်ပေးစဉ်ကသူ့အနားမှာဂူရူရှိနေတာကိုအမှတ်ရသွားတယ်။ဂူရူဟာဒီကိစ္စတွေမဟုတ်ပါဘူး။ဂရူဒါလက်ထက်ကလေးကအာရီယာကိုနောက်ွယ်ကတိတ်တဆိတ်ကဲတင်ထားခဲ့တာဖြစ်ပြီးဂျေတီရဲ့တစ္ဆာဖောက်မှုအန်ဒရူးကဥမင်အမှတ်3လမ်းကြောင်းကိုတိသွားတာတွေရဲ့နောက်ွယ်မှာဂူရူကကြိုးကင်နေတာကြီးပါပဲ။ချစ်သူကိုဆုံးရှုံးရခြင်းအတွက်ပေါက်ကွဲနေတဲ့ရော်ကီဟာဂူရူကိုလွတ်တော်တဲ့အထိလိုက်သွားပြီးပြစ်တက်ခဲ့တယ်။ရော်ကီရဲ့ဒီလောက်ရကြောင့်ရာမီကာစင်းဟာတနိုင်ငံလုံးမှာအန်ဒီရဲ့အကြီးမားဆုံးလူသက်သမားအဖြစ်ရော်ကီကိုဖမ်းဆီးမိတ်ထုတ်ရသွားစေတယ်။ဒါအပြင်အိန္ဒိယနိုင်ငံရဲ့သမိုင်းစာမျက်နှာထက်မှာရော်ကီနဲ့ KGF တို့ရဲ့အကြောင်းစာလုံးတစ်လုံးမှမကြံနေအောင်ဖျောက်ဖျက်ဖို့အမိန့်ပါတခါတည်းထုတ်လိုက်တယ်။လက်ဝဲစင်အထူးတပ်ဖွဲ့တွေ KGF ထဲဝင်ရောက်စီးနင်းချိန်မှာလူတယောက်မဆိုထားနဲ့ခွေးတကောင်ကြောင်တမီးကိုမှ KGF ထဲမှာရှိမနေတာကိုထူးဆန်းစွာတွေ့လိုက်ရတယ်။ရော်ကီဟာသူ့လူတွေအားလုံးအတွက်မြို့တစ်မြို့တည်ထားပြီးအားလုံးကိုအဲ့ဒီမြို့စီပြောင်းရွှေ့ပေးလိုက်ပြီပဲဖြစ်တယ်။ KGF ထဲကပျောက်ဆုံးသွားတာမြောင်များလှစွာသောလူတွေတင်မဟုတ်ပါဘူး။အလေးချိန်တန်ပေါင်းရာချီတဲ့ရွှေချောင်းတွေပါတဘာတည်းပျောက်သွားခဲ့တာဖြစ်တယ်။ရဲတပ်ဖွဲ့တွေအားလုံးမျက်စိလဲနေတဲ့အချိန်မှာရော်ကီကရွှေချောင်းတွေအပြည့်တင်ထားတဲ့သင်းမောတစ်စီးနဲ့အိန္ဒိယသမုဒ္ဒရာထဲရောက်နေကြောင်းသူကိုယ်တိုင်ရေတပ်ကိုဆက်သွယ်သတင်းပေးခဲ့တယ်။ထို့အတူမလေးရှားရေတပ်နဲ့အမေရိကန်ရေတပ်တွေကိုလည်းဆက်သွယ်သတင်းပေးထားတာကြောင့်အဆိုပါနှစ်နိုင်ငံရေတပ်တွေလည်းမကြာမီနိုင်ငံတကာရေပိုင်နက်ထဲရောက်လာမဲ့ရော်ကီစီဦးတီလာနေကြတယ်။ဒီအခါမှာရာမီကာစင်းဟာရွေးချယ်စရာမရှိဘဲရော်ကီကိုပြစ်မိတ်ပေးလိုက်တယ်။မြောင်များလှစွာသောရွှေချောင်းတွေနဲ့အတူရော်ကီဟာသမုဒ္ဒရာကျမ်းပြင်စီတဖြည်းဖြည်းမြုပ်ဆင်းသွားတယ်
သူဟာတေဆုံးချိန်မှာတော့သူ့အမေကိုပြောခဲ့ဘူးတဲ့စကားအတိုင်းရွှေတွေအများကြီးကိုတမလွန်ကသူ့အမေစီယူသွားပေးတာပါပဲ။တစ်ချိန်တည်းမှာပဲ Rocky ပိုင်ဆိုးခဲ့တဲ့ KGF ထဲကိုလည်းအစိုးရဘက်ကဘုံကျဲဖျက်ဆီးပစ်လိုက်တယ်။အဲဒီနေ့ကစလို့ Rocky နဲ့ KGF ပါလက်ဆုပ်လက်ကင်ပြစရာဘာတစ်ခုမှမကြံတော့ပဲပျောက်ကွယ်သွားခဲ့တယ်။ Rocky ဟာသူ့ရွှေတွေကိုပြန်ဆယ်လို့မရနိုင်တဲ့ရေအနက်ဆုံးနေရာရောက်မှသူတို့အားလုံးကိုသတင်းလှမ်းပေးခဲ့တာဖြစ်ပုံရပြီးမလေးရှားနဲ့အမေရိကန်တို့ရဲ့ရေတပ်တွေ Rocky ရဲ့သင်းမောစီကိုတွားရောက်ရတဲ့အကြောင်းက1988ကနေ1983အတွင်းမှာနိုင်ငံပေါင်း16နိုင်ငံမှာရာဇဝတ်မှုတွေကျူးလွန်ထားခဲ့တာကြောင့် CIA အလိုရှိတဲ့စီးရင်မှာ Rocky ပါနေကြောင်းတပ်တွေအထောက်ထားအပြည့်စုံပါတဲ့ဖိုင်တွဲကို CIA က Rami Kassem စီကိုပို့ပေးခဲ့ပြီး KGF Chapter 2 ရုပ်ရှင်ဟာလည်းဒီမှာပဲအဆုံးသတ်သွားခဲ့ပါတယ်။ဟုတ်ကဲ့ပါဒီနေ့တင်ဆက်မှုကတော့ဒီလောက်နဲ့အဆုံးသတ်သွားခဲ့ပါပြီ။နောက်ထပ်ရုပ်ရှင်ကားကောင်းတွေနဲ့ပြန်လာခဲ့ပါမယ်။အားပေးခဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။